အားလုံးပဲမင်္ဂလာပါတစ်ချက်ခွန်အားပေးခြင်းကနေပြန်လည်ကြိုဆိုလိုက်ပါရစေဆရာကတော့တာရနဲ့လက္ခဏာဗီဒဆရာရဲအောင်ပဲဖြစ်ပါတယ်ဒီကနေ့မှာတော့ဇန်နဝါရီလ18ရက်နေ့ကနေ24ရက်နေ့အတွင်းတပတ်တာကန်စတာအတွင်းမှာခုနှစ်သားသမီးတွေကမှကန်အကောင်းဆုံးနဲ့ကန်စတာအပြောင်းလဲအများဆုံးနေ့နဲ့3ခုကိုဆရာကတာရနဲ့ဖတ်ကြားပြီးတော့ဟောပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်တာကန်စတာအတွင်းမှာလည်းဘယ်နေ့နဲ့သားသမီးတွေပါဝင်လာမလဲနေ့နဲ့သားသမီး3ခုကလည်းဘယ်လိုကန်စတာအပြောင်းလဲတွေကိုကြော်ဖြတ်လာရမလဲဆရာတို့ကြည့်လိုက်ရအောင်ကဲစင်းစင်းဖြင့်စလိုက်ရအောင်ကဲဒါတော့တပတ်တာအတွင်းမှာပြောင်းလဲလာမယ်ကန်စတာလေးပေါ့နော်တပတ်တာအတွင်းမှာပြောင်းလဲလာမယ်ကန်စတာတွေကမှနေ့နဲ့3ခုပေါ့နော်ဆရာကရွေးချယ်ပြီးပြောပြသွားမှာဖြစ်ပါတယ်ကဲဒါကပထမဆုံးအနေနဲ့ဒါကဒုတိယအနေနဲ့ဒါကတတိယအနေနဲ့ကဲနေ့နဲ့3ခုတော့ဆရာရွေးပြီးသွားပြီပေါ့နော်ကဲအဲ့တော့ဘယ်နဲ့သားသမီးဖြစ်မလဲအရင်ဆုံးကြည့်လိုက်ရအောင်ကဲပထမဆုံးကတော့ဒီတနင်္လာသားသမီးဖြစ်ပါတယ်ပထမဆုံးကတော့တနင်္လာသားသမီးဖြစ်ပါတယ်ကဲဒုတိယကကျတော့စနေသားသမီးဖြစ်ပါတယ်ကဲနောက်ဆုံးနေသားကကျတော့ကြာသပတေးသားသမီးဖြစ်ပါတယ်အဲ့တော့အစဉ်လိုက်ဆိုရင်တော့တနင်္လာရဲ့ကြာသပတေးရဲ့စနေသားသမီးတွေရဲ့နေ့နဲ့တော့သိပြီဘယ်လိုကန်စတာအပြောင်းလဲတွေကြုံရမလဲဘယ်လိုမျိုးအခွင့်အလမ်းလေးတွေကရောရရှိလာမလဲအဲ့တော့ကန်စတာအပြောင်းလဲဆုံးနေ့နဲ့3ခုဖြစ်တဲ့အတွက်ဘယ်ပိုင်းကဏ္ဍတွေမှာထူးခြားလာမလဲကြည့်လိုက်ရအောင်ကဲပထမဆုံးနေ့သားတွေပေါ့နော်ပထမဆုံးကန်စတာပေါ့နော်ပထမဆုံးကန်စတာအနေနဲ့ကကြတော့လုပ်ငန်းစီးပွားတွေကိုတပြိုင်နက်အချိန်တစ်ခုတည်းမှာလုပ်ငန်းတစ်ခုထက်ပိုပြီးလုပ်ကိုင်နေရတာမျိုးမိမိလုပ်ငန်းအပြင်အခြားသူတွေရဲ့လုပ်ငန်းတွေကိုပါဝင်လုပ်ကိုင်ကူညီပေးနေရတာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့ကူညီမှုတွေကလည်းအလဟတ်မဖြစ်ဘူးပို့ပြီးတော့ကောင်းမွန်တဲ့ဒီပေါ့နော်အတွေ့အကြုံရတာမျိုးအခွင့်အလမ်းကောင်းရတာမျိုးပို့ပြီးတော့ထူးထူးခြားခြားလေးနဲ့ပေါ့နော်ရရှိပိုင်ဆိုင်ခွင့်တွေရတာမျိုးတွေကြုံရတတ်ပါတယ်အဲ့တော့လုပ်ငန်းဗဟုသုတရတာမျိုးအတွေ့အကြုံရတာမျိုးအခွင့်အလမ်းရတာမျိုးလေးတွေရရှိမဲ့လုပ်ငန်းတွေကိုလုပ်ကိုင်နေရမယ်ကာလတစ်ခုအခွင့်အလမ်းတစ်ခုလို့တော့ဆရာနေနဲ့ပထမဆုံးပြောချင်တယ်ဒါကလုပ်ငန်းကံဖြစ်ပါတယ်ပြီးတော့လုပ်ငန်းတွေကလည်းကိုရေရှည်ထောက်ပံ့ကောင်းပေးနိုင်တဲ့အမာခံလုပ်လို့ရတဲ့လုပ်ငန်းတစ်ခုဒီလုပ်ငန်းကရေရှည်ကိုအတွက်အာမခံချက်ပေးနိုင်တဲ့လုပ်ငန်းဖြစ်မယ်လို့လည်းဆရာနေနဲ့ပြောချင်တယ်ပေါ့နော်ကဲဒုတိယတစ်ခုကကြတော့နည်းနည်းလေး view site ကမယ်เนาะအမှုခင်းကိစ္စတွေပေါ်တတ်တယ်အဲ့တော့အမှုခင်းကိစ္စတွေဆိုတာကတင်လာသားသမီးတွေကြာသာရီးသားသမီးတွေစနေသားသမီးတွေကဒီတပတ်တာကန်ဆာတင်မှာအမှုတွေပေါ်ပြီးတော့ကိုယ့်အတွက်ပေါ့เนาะဒီရုံးပြင်ကနာသွားတာမျိုးတွေလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့စာရွက်စာတမ်းစီးရင်စရာပိုင်းတွေနဲ့ပတ်သက်ပြီးတော့ကိုကအာမခံလိုက်ပေးရတာမျိုးကိုယ့်ရဲ့ဒီပေါ့เนาะရုံးပြင်ကနာတွေကိုကိုကိစ္စမဟုတ်ဘဲနဲ့သူများကိစ္စတွေမှာပါဝင်ပြီးကူညီပေးရတာမျိုးတွေကြောင့်ရုံးပြင်ကနာသွားတတ်ပါတယ်အဲ့တော့ရုံးပြင်ကနာသွားတယ်ဆိုတာကလည်းကိုယ့်ဘက်ကပေါ့နော်ဒီအမှားယွင်းလုပ်လို့မဟုတ်ဘူးကိုယ့်ဘက်ကညံ့လို့မဟုတ်ဘူးကိုယ့်ဘက်ကအာမခံပေးနေတာမျိုးကူညီပေးတာမျိုးကြောင့်သွားရမယ်ကန်စတာမျိုးဆိုတော့ပို့ပြီးမှန်လိမ့်မယ်ပြီးတော့ထီကန်အလွန်ကောင်းနေပါတယ်ထီပေါက်ပါလိမ့်မယ်ထီနဲ့ပတ်သက်ပြီးတော့ထီကန်ဆန်းပေးမယ်ကန်ဆန်းပေးမယ်ဆိုတော့ဒီတပတ်တာအတွင်းမှာကန်စတာအကောင်းဆုံးနဲ့ပေါ့နော်ကန်အဆက်ဆုံးဒီကန်စတာတစ်ခုကိုရရှိနေတယ်ဆိုလို့ဆရာအနေနဲ့ပြောချင်တယ်ပေါ့နော်ကဲနောက်ဆုံးတစ်ခုကကြတော့ကိုယ့်ရဲ့မိသားစုမှာမှမိခင်ဒါမှမဟုတ်ကိုယ့်ရဲ့အတော်ဒါမှမဟုတ်ကိုယ့်ရဲ့အမပေါ့နော်ဒီအသက်ကိုယ့်ထက်ကြီးတဲ့လူတွေကမှအမျိုးသမီးတဦးရဲ့ပေါ့နော်သူတို့စီကနေအခွင့်အလမ်းတစ်ခုရတာမျိုးအဖိုးတန်ပစ္စည်းတစ်ခုရတာမျိုးကြောက်တွေဝင်လာတာမျိုးဒါမှမဟုတ်ရင်အဖိုးတန်ကြောက်တစ်ခုခုရွှေတစ်ခုခုဝင်လာတာမျိုးလေးတွေအဲ့တော့အဖိုးတန်ပစ္စည်းတစ်ခုခုကိုစီသူတို့စီကနေကိုကရရှိလာမယ်ဗျာအဲ့တော့အမေဖြစ်မလားအတော်ဖြစ်မလားအမဖြစ်မလားကိုယ့်ထက်ကြီးတဲ့လူအမျိုးသမီးတဦးထံကရလိမ့်မယ်နောက်ဆုံးမဟုတ်ရင်အဖွားစီကရတတ်တယ်เนาะအဲ့တော့အဲ့လိုကန်စတာမျိုးလေးတွေကိုတွေ့ရတတ်ပါတယ်အဲ့တော့အဖိုးတန်ပစ္စည်းမျိုးကိုယ့်အတွက်အကျိုးရှိစေမယ့်အရာမျိုးအဲ့တော့တန်ဖိုးမဖြစ်နိုင်တဲ့အရာမျိုးလေးတွေလည်းဖြစ်ဖို့များတယ်ပေါ့เนาะအဲ့တော့ဒါလေးကတော့တပတ်တာကန်စတာတွေမှာပြောင်းလဲလာမယ်ကန်စတာ3ခုပေါ့เนาะနေ့နဲ့3ခုနဲ့ကန်စတာ3ခုအဲ့တော့ကန်စတာပြောပြတဲ့နောက်မှာတော့ဆောင်ရံနဲ့ရှောင်ရံဆိုပြီးနှစ်ခုရှိပါတယ်အဲ့တော့ဆောင်ရံအနေနဲ့ကကြတော့ဒီကာလအတွင်းမှာလုပ်ငန်းကိစ္စတွေသွားတာမျိုးဒါမှမဟုတ်ကိုယ့်ရဲ့ပညာရေးကိစ္စသွားတဲ့အခါမျိုးကြရင်ကိုယ့်အနေနဲ့ပေါ့နော်ဒီဘောပင်အနီရောင်လေးစောင်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေပညာရေးကိစ္စတွေသွားလာတဲ့အခါမျိုးကြရင်စောင်သွားပေးပါအဲ့ဒါဆိုတော့ကိုယ့်ရဲ့လုပ်ငန်းကိစ္စပညာရေးကိစ္စတွေမှာအထောက်ပံ့ကောင်းတွေရမယ်ကံခွင့်လန်းကောင်းတွေရရှိလာမယ်ကောင်းသောကံတွေသင်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်ဒါကတော့စောင်ရမယ့်ဟာလေးဖြစ်ပါတယ်အဲ့တော့ရှောင်ရမယ့်ဟာလေးပြောပြပါမယ်အဲ့တော့ရှောင်ရမယ့်အရာလေးကကြတော့ဒီကာလထဲမှာအတက်နိုင်ဆုံးပေါ့ဒီ
ပေါ့နော်ထညက်တို့ဒီနွားနို့တို့ပေါ့နော်အဲ့ဒါလေးတွေကိုလုံးဝစားတာတောက်တာရှောင်ပြီးပါအဲ့တော့အဲ့ဒါလေးတွေစားမယ်တောက်မယ်ဆိုတော့ကိုယ့်ရဲ့ကန်းစရာအညံလေးဖြစ်တာမျိုးကျန်းမာရေးချူကြတာမျိုးလေးတွေအဲ့တော့ကံခွင်လန်းတွေပိတ်ဆို့တာမျိုးလေးတွေဖြစ်ပေါ်တတ်ပါတယ်ဒါလေးကတော့ရှောင်ပေးရမယ့်ဟာလေးဖြစ်ပါတယ်အဲ့တော့လူပေးရမယ့်ဟာလေးကကြတော့ကိုယ့်ရဲ့အိမ်ဖျားဒါမှမဟုတ်နီးစပ်ရာဖျားလေးမှာကိုအနေနဲ့ပေါ့နော်နှင်းစီပန်အနီအောင်9ပွင့်ချင်းထူနှမ်းပြီးတော့ကိုယ့်ရဲ့ကန်စရာလေးတွေကိုကန်မြင့်ကန်ဆင့်ပြီးတော့ဆူတောင်းလိုက်ပါအဲ့ဒါဆိုတော့ကန်စရာကောင်းမှုလေးတွေကလည်းမကြခင်သိစီရောက်ရှိလာမယ်ကန်ညံလေးတွေကလည်းကြောပါသွားပြီးတော့ထူးထူးခြားခြားလေးတွေရရှိပိုင်ဆိုင်လာမှာဖြစ်ပါတယ်ကဲဒါလေးကတော့ဒီတပတ်တာကန်စရာတွေမှာဒီတနင်္လာသားသမီးကြာသာပရိသသမီးစနေသားသမီးတွေရဲ့ပြောင်းလဲလာမယ်ကန်စရာလေးနဲ့ဆောင်ရန်ရှောင်းရန်ရရလေးတွေကိုဆရာကပြောပြသွားတာဖြစ်ပါတယ်နောက်တစ်ပတ်တွေမှာလည်းမတူညီတဲ့နေသားတွေမတူညီတဲ့ကန်စရာတွေသိကျင်တယ်ဆိုတော့ဒီဗီဒီယိုလေးကို like and share လုပ်သားဖို့လည်းမမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခုနှစ်သားသမီးအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ